Tata chite ni ku morma mya along mingla ba UCAP video editing အပိုင်း၄မှာကြိုဆိုပါတယ်တသားကစောချစ်ခါဖြစ်ပါတယ်ယခုတင်ပြမဲ့ဗီဒီယိုတိပြချင်းကအပိုင်း၃ရဲ့အဆက်ဖြစ်ပါတယ်ယခုလက်ရှိသုံးနေတဲ့ UCAP application ဟာ free version ဖြစ်ပါတယ်ဒီကနေ့အရင်ကမပြပြသေးတဲ့ share ချင်းကိုဆက်လက်ပြီးတော့ feature အသစ်တွေဖြစ်တဲ့ PIP ကိုသုံးပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေတွဲတိဖြတ်တာ transition animation ထည့်ပြီးတော့တိဖြတ်တာကိုတင်ပြသွားမှာဖြစ်ပါတယ်အပိုင်း၃ tutorial ကိုမကြည့်ရှုရသေးပါကအောက်ပါ comment section မှာ link ထည့်ပေးပါမယ်ကဲအလုပ်စားကြရအောင်ဗျာ UCAP application ကိုဖုန်းကနေပွင့်ပါအပေါင်းလက္ခဏာအဝိုင်းကိုနှိပ်ပါ new project အောက်မှာ draft ဒီပြလက်စ project အဟောင်းကိုဖွင့်ပါ project ကိုနာမည်ပေးဖို့အကြံပေးချင်ပါတယ်နာမည်ပေးချင်ရင်ဘေးနာကအဆက်30ကိုနှိပ်ပြီးတော့ rename လုပ်ပါပေးချင်တဲ့ project အမည်ကိုရိုက်ထည့်ပါတသားကကျယ်ပေးပါမယ်ပြီးရင် okay နှိပ်ပါ project ကိုဖွင့်ပါဘယ်ကနေစပြီးတီးဖြတ်မလဲဆိုတာဖွင့်ကြည့်ရင်းနဲ့အဆုံးနေတဲ့နေရာမှာရပ်ပါမယ်ဒါကတတတို့ရဲ့အရင် project အဆုံးဖြစ်ပါတယ်ဒီမှာဆက်ပြီးတီးဖြတ်ဖို့ဆုံးဖြတ်ပြီးဆိုရင်အခုလက်ရှိ PIP ဗီဒီယိုကိုဖြတ်ထုတ်ဖို့လိုပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုအပေါ်မှာဓာတ်ပုံတွေထည့်ရင်အုပ်ပြီးတော့မမြင်ရတော့ပါဘူး။ဖြတ်ထုတ်လိုက်ခြင်းအပြင်တီးဖြတ်မှုပေါ်ပါသွားပြီး free ဖြစ်တာပုံမှန်မဟုတ်ပဲလေးနေတာတွေဖြစ်တတ်ပါတယ်။ဓာတ်ပုံထည့်သွင်းမဲ့နေရာမှာအဝါရောင်မြင်းကိုရွှေ့ပြီးတော့နေရာချပါ PIP ဗီဒီယိုကို select ရွေးချယ်ပြီး split ကိုနှိပ်ပြီးခွဲဖြတ်လိုက်ပါပေါ်လာတဲ့အစိမ်းရောင်များကိုနှိပ်ချပြီးတော့ညာဘက်ကိုရွှေ့ပြီးတော့လိုချင်တဲ့နေရာအထိရှင်းလင်းလိုက်ပါတော်လောက်ပြီးထင်ပါတယ်နောက်မှလိုအပ်ရင်ဖြတ်ပြဖို့လိုပါလိမ့်မယ်အခုတသားက PIP feature ကိုအသုံးပြုပြီးတော့ဓာတ်ပုံထည့်ပါမယ် animation တွေ filter နဲ့ material တွေကိုလည်းကြည့်ကောင်းအောင်ထည့်ပါမယ်အခုဆိုရင်ဓာတ်ပုံထည့်ဖို့ PIP ကိုနှိပ်ပါ photo ကိုသွားပြီးမိမိထည့်ချင်တဲ့ပုံကိုရွေးထည့်ပါ screen အဖြစ်ဖြစ်ဖို့ fit and fill ကိုနှိပ်လိုက်ပါအဝါရောင်မြင်းကိုအရှိနဲ့နဲ့ရွှေ့ပြီးတော့အပြောင်းလဲကိုတီးဖို့အတွက် play ဖွင့်ကြည့်ပါနောက်ပြီးအဲ့ဒီဓာတ်ပုံကိုနောက်တစ်ခါထည့်ပြီးမတူညီတဲ့ filter ကိုပြောင်းပါမယ်အရှိကဓာတ်ပုံကို select လုပ်ပြီး copy လုပ်လို့ရတယ်လို့ PIP နဲ့လည်းပြန်ထည့်လို့ရပါတယ်အဝါရောင်မြင်းကိုပထမပုံအဆုံးမှာနေရာချပြီးတော့ PIP ကိုနှိပ်ပြီးတော့ပုံတူကိုထည့်ပါ screen အပြည့်ရဖို့ fit and fill ကိုနှိပ်ပါအဝါရောင်မြင်းကိုပထမပုံရှေ့မှာချပြီးတော့ play ဖွင့်ကြည့်ပါဓာတ်ပုံနှစ်ပုံကြားပြောင်းလဲမှုမှာလျှက်တစ်ပြက်ဖြစ်နေရင်အလွတ်နေရာရှိလို့ဖြစ်တာပါအဲ့လိုမဖြစ်ရလေအောင် zoom ချက်ပြီးတော့နောက်ဆုံးပုံကိုအရှိနည်းနည်းရွှေ့ပေးပါအလွတ်မရှိတော့ဘူးလျှက်တစ်ပြက်မဖြစ်တော့ပါဘူးအဲ့ဒီဓာတ်ပုံအယောင်ပြောင်းဖို့ filter ကိုနှိပ်ပါတတကအလကားပေးတဲ့ ST04 ကိုရွေးပါမယ်ပြီးတော့အမှန်ချစ်ကိုနှိပ်ပြီးတော့အသုံးပြုပါမယ်ဖွင့်စမ်းကြည့်ပါအခုတတကပထမဓာတ်ပုံကိုအသက်ဝင်အောင် animation ထည့်ပါမယ်နောက်ပြီးတော့ material မှာ blend ကိုလည်းထည့်ပါမယ်ကဲအခုဆိုရင် transition အသက်ဝင်လှုပ်ရှားမှုကိုထည့်ဖို့ပထမပုံကို select ရွေးချယ်ပါtransition ကိုနှိပ် zoom out transition ကိုရွေးပြီးအချိန်အနည်းမြတ်ကို adjust timeline မှာညှိပါမယ်အမှန်ချစ်ကိုနှိပ်ပြီးတော့ယူသုံးပါမယ်အခုပိုကြည့်ကောင်းအောင် material ကိုထည့်ပါမယ်အဝါရောင်မြင်းကိုပထမပုံရဲ့ရှေ့နေရာလွတ်မှာနှိပ်ချပြီးတော့နေရာချပါအပေါ်က PIP ကိုနှိပ် material ကိုနှိပ်ပြီးတော့ blend အောက်မှတစ်ခုခုကိုရွေးထည့်ပါမယ် screen အပြည့်ဖြစ်ဖို့ fit and fill ကိုနှိပ်လို့ရတယ်လို့လက်နဲ့လည်းချက်လို့ရပါတယ်ကြည့်ကောင်းမကောင်းဖွင့်ကြည့်ပါအနည်းအမြန်ကိုညှိဖို့ speed မှာကလိပေးပါကြည့်ကောင်းမကောင်းဖွင့်ကြည့်ပါအရှိမရွှေ့ဖို့လိုအပ်ရင်လည်းရွှေ့ပေးပါကြည့်လို့အဆင်ပြေရင်အဲ့ဒီ blink ကိုနောက်ဓာတ်ပုံမပြောင်းခင်မှာထပ်ထည့်ပါမယ် blink ကို select လုပ်ပြီးအပေါ်က copy ကိုနှိပ်ပါအဲ့ဒီ blink ကိုနှိပ်ချပြီးတော့ဓာတ်ပုံနှစ်ပုံကြားမှာချပါကြည့်လို့အဆင်ပြေမပြေဖွင့်ကြည့်ပါ
လိုအပ်ရင်လိုသလိုညှိပေးပါဘယ်လိုလဲကြည့်ရအဆင်ပြေလားကြည့်ကောင်းမယ်လို့ထင်ပါတယ်အခုသားသားကဂျန်တဲ့ဓာတ်ပုံတွေကိုလည်း blend ဒီပုံစံထဲထည့်သွင်းမှာဖြစ်ပါတယ် filter လည်းထည့်ပါမယ်ဒီတစ်ခါ animation ကိုတော့မထည့်တော့ပါဘူးကဲအလုံးဆက်လုပ်ကြရအောင်အခုအဝါရောင်မြင်းကိုနောက်ဆုံးဓာတ်ပုံရဲ့အဆုံးမှာနေရာချပါမယ်အရင်ကဓာတ်ပုံနှစ်ပုံလိုပဲအဆင့်တစ်ဆင့်စီတီးဖြတ်ပါမယ်ဒီတစ်ခါ animation မထည့်တော့ပါဘူးရှိသမျှတက်ချင်တဲ့ဓာတ်ပုံတွေကိုထည့်ပြီးတီးဖြတ်ပါမယ်ကဲဘယ်လိုထင်လဲဒီတီးဖြတ်မှုမှာအကြံဉာဏ်တွေရပြီးတော့ဒီ feature တွေမှသင်ယူကြမယ်လို့မျှော်လင့်ပါတယ်ဒီတီးဖြတ်မှုအပြီးမှာအဆုံးသတ်ဗီဒီယိုကို Facebook မှာတင်ပါမယ်ညီကိုမောင်နှမများအားလုံးမိမိကိုယ်ပိုင် content ကိုဖုန်းနဲ့လွယ်လွယ်ကူကူဖန်တီးကြမယ်လို့မျှော်လင့်ပါတယ်မေးခွန်းများရှိရင်လည်း comment section မှာမေးလို့ရတယ်လို့ Messenger မှာလည်းစာပို့နိုင်ပါတယ်အားလုံးပဲလုံငန်းကိုင်ငန်းများအဆင်ပြေကြပါစေဗျာ။နောက်တီးဖြတ်မှုမှာစုံကြပါစို့အားလုံးပဲ bye bye